မင်္ဂလာပါရှင်လိလိခေတ်ချမ်းမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက်အလဲကြတာကတော့ဖူးချိုးရိုးရာအစားအစာဖြစ်တဲ့အန်ချောင်းဟင်းကျုပ်လေးဖြစ်ပါတယ်ရှင်ပထမဦးစွာစက်သားကိုအနေတော်အရွယ်သုံးလိုက်ပါပြီးရင်စက်သွန်ဖြူနဲ့ချင်းကိုနှုတ်ဆင်းလိုက်ပါ6အောင်စီတက်ဖို့ပါဒီဟင်းကျုပ်ကအများအစားမပါဝင်တာကြောင့်စလုပ်ကြည့်ရအောင်နော်ပူနေတဲ့အိုးထဲကိုနှမ်းစီထည့်လိုက်ပါတယ်ပူလာပြီးဆိုတာနဲ့ခုနကနှုတ်ဆင်ထားတဲ့စက်သွန်ဖြူနဲ့ချင်းကိုအိုးထဲထည့်ပြီးစီတက်လိုက်ပါတယ်ပြီးတာနဲ့ကစော်နှစ်တစုံကိုအိုးထဲထည့်လိုက်ပါတယ်ပွက်ပွက်ဆူလာတဲ့အထိမှွေပေးပါပြီးတာနဲ့စက်သားကိုထည့်လိုက်ပါတယ်နဲ့အမွေပြီးတာနဲ့တကြားနှစ်စွန်းထည့်ငမ်းပြားရည်နှစ်စွန်းစသားကိုနှံ့အောင်ထက်မွေလိုက်ပါတယ်စသားမုတ်တစုံထည့်လိုက်ပါတယ်စားလက်ဖက်ရည်စုံတဝဲထည့်လိုက်ပါတယ်အေးအဖြစ်တောက်မယ်ဆိုရင်တော့ရေနှစ်ခွက်ထည့်လိုက်ပါတယ်မိုးထည့်ချင်တဲ့သူတွေအတွက်ကတော့ကိုလိုချင်တဲ့အမောက်ကိုယူပြီးရိတ်ချိန်ထားလိုက်ပါဟင်းရပွက်ပွက်ဆူလာပြီဆိုတာနဲ့ခုနကစိုင်ထားတဲ့မို့ကိုထည့်လိုက်ပါတယ်နောက်ဆုံးဆက်ကတော့ကစော်ရက်ကိုလက်ဖက်ရည်ခွက်တစ်ခွက်စာလောင်းထည့်လိုက်ပါတယ်အခုဆိုရင်ဖူးချိုးရိုးရဟင်းရည်အတွက်ဖြစ်တယ်။အန်ချောင်းဟင်းရည်ကိုသုံးဆောင်လို့ရပါပြီလို့ဒီဟင်းရည်ကိုဖူးချိုးလူမျိုးများကမွေးနေ့မင်္ဂလာပွဲတရုတ်နှစ်တကူနေ့မင်္ဂလာဆောင်တဲ့အတွင်းမှာမင်္ဂလာရှိစေတဲ့အတိတ်ပဲနဲ့သုံးဆောင်ကြတာဖြစ်ပါတယ်ရှင်။
ကဲနောက်ဗီဒီယိုလေးကြာရင်ဘာဟင်းတွေအတူတူထပ်ချက်ကြမယ်ဆိုတာရှင်းခုံစွာဖြင့်စောင့်ကြည့်ကြရအောင်လားအခုလိုကြည့်ရှုအားပေးတဲ့အတွက်လီလီခေချမ်းမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်